အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ profile တွေအကြောင်းကိုနည်းနည်းလေးရှင်းပြသွားမယ် profile တွေမှာကျွန်တော်တို့အကောင့်ဝယ်ပြီးတော့ဖြည့်ရတဲ့program တွေရှိတယ်အဲ့လိုမျိုး profile တွေရလဲပေါ်ချင်းတော့ချင်းပဲပေါ့နော်အခုချိန်မှာအများကြီးပေါ်တယ်ဒါပေမဲ့တခုရှိတာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကို ban ထားပါတယ်ဒါတကယ်ခိုင်မာပါတယ်ဆိုတော့ profile တွေနာမည်ကောင်းတွေရှိနေတဲ့ profile တွေတော်တော်များများဒီမြန်မာကို ban ထားတယ်တချို့ fan ဆိုရင်မြန်မာနိုင်ငံသားပါထည့်ပြီးတော့ ban ထားတယ်ပေါ့နော်နိုင်ငံ ban တာနဲ့နိုင်ငံသားကိုပါထပ် ban တာနဲ့အနေငယ်ဟိုတော်တော်လေးကိုခြားနာတယ်ပေါ့နော်ဥပမာထားပါတော့မြန်မာကို ban တယ်ဆိုရင်ကျွန်တော်တို့ကထိုင်းရောက်ပြီးတော့မှဒီထိုင်းရဲ့နိုင်ငံရဲ့ location ကနေမှကျွန်တော်တို့ verify ဆိုတဲ့ KYC ပေါ့နော် know your customer အဲ့ဒါလေးတင်လို့ရတယ်နိုင်ငံသားကိုပါထပ်ပန်းလိုက်ရင်ကြတော့ကျွန်တော်တို့ဘယ်နိုင်ငံပဲရောက်ဘယ်နေရာပဲရောက်ကျွန်တော်တို့ဒီမြန်မာ status ရဲ့အောက်မှာရှိနေတဲ့ရွေးအဲ့ဒီ fan တွေမှာသွားပြီးတော့အကောက်ဝယ်ဖြည့်လို့မရဘူးကိုကအောင်သွားလဲ verify မပေးဘူးပေါ့နော်အထောက်ထားအရာဆိုတော့ကျွန်တော်တို့အဲ့ဒီဟာကိုဘယ်လိုမျိုး fan challenge တစ်ခုကောင်းကောင်းကိုရွေးဖြည့်မလဲရဲ့ပြီးတော့ fan challenge တစ်ခုကိုအောင်မြင်ဘယ်လိုဖြည့်ရမလဲဖြည့်ပြီးသွားရင်ရောကျွန်တော်တို့တခြား process တွေဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ဒီ video လေးမှာရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်တို့ screen ကိုတစ်ချက်လောက်ကြည့်အောင် okay ဒီမှာဆိုရင်$5000ဒါ2 step stellar 2 step $5000 sorry $6000 အကောက်ဆိုရင်ဒီကောင်ကိုဝယ်မဲ့ price ဒီရပေါ့$59ဆိုတော့ဒီမှာသူက 15% performance reward ပေးထားတယ်ဒီကျွန်တော်တို့ရဲ့တဆင့်ချင်းစီမှာ target ပြည့်အောင်ဖြည့်ရတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒီ target ပြည့်လို့ရှိရင်သူကအဲ့ phase 1 another phase 2ဆိုတော့အဲ့ဒီထဲဒီမှာသူက 15% profit share ကိုပြန်ပြီးတော့ကျွန်တော်တို့ထုတ်ပေးတာဆိုတော့အဲ့ဒီဟာလေးကတော့မစိုးဘူးကျွန်တော်လည်းသဘောကျတယ်ဆိုတော့ဒါ$6000အကောက်ကို$59 1000ဝယ်ရှိမယ်2000ဝယ်ရှိမယ်5000ရှိမယ်3000ရှိမယ်နောက်ဆုံးအမြင့်ဆုံး2000ရှိမယ်ဆိုတော့အဲ့ဒီထဲမှာ2000ဆိုရင်တော့ဒီ profit percent share ကပိုများသွားမှာပေါ့နော်သူတို့ကဒီမှာ phase 1ကို profit target 8% စီပဲအကုန်တူတူပဲ phase 2လည်းအတူတူပဲဆိုတော့ maximum overall loss ဒါပြောမယ်ဆို draw down ပေါ့နော် maximum draw down ဘယ်လောက်ပေးလဲဆိုတော့phase 1 phase 2သူတို့ကphase 1မှာပဲဖြစ်ဖြစ် phase 2မှာပဲဖြစ်ဖြစ်ကျွန်တော်တရက်တာမှာ 5% ထပ်ပို့ပြီးရှုံးလို့မရဘူးပေါ့နော်နောက်တစ်ခုဒါ overall drawdown ဆိုရင် 10% ထပ်ကိုပို့ပြီးရှုံးလို့မရဘူးဆိုတော့ဒါကတော့သူတို့ရဲ့သတ်မှတ်ထားတဲ့ rules news trading ဆိုတာကတော့ကျွန်တော်တို့ဒီသတင်းတွေထွက်တဲ့အချိန်ရှိတယ်ကမ္ဘာသတင်းတွေနိုင်ငံတကာအစည်းအဝေးပါညာအဲ့လိုထွက်လာတဲ့သတင်းကြီးတွေထွက်လာတဲ့အချိန်မှာထွက်ခွင့်ရှိလားမရှိလားဒါသူတို့သတ်မှတ်ထားတယ်ဒီမှာကတော့ဒီ stellar 2 step မှာတော့ထွက်ခွင့်ရှိတယ်နော်ဆိုတော့ profit spread ကကျွန်တော်ဒီမှာ 95% နဲ့ဒါကသူ့မှာတကယ်ဝယ်မယ်ဆိုရင်ပေါ့နော်ဟိုပြန်ပြီးတော့ adjust လုပ်လို့ရတယ်ကိုကprofit spread ဘယ်လောက်လို့လဲဥမာ95လား99လားဒါမျိုးလေးတွေပေါ့နော်85လားအဲ့ဒါပေါ့မူတည်ပြီးတော့ကိုက adjust လုပ်လိုက်တာနဲ့ percentage ကကိုဒီ challenge ဖြေဖို့အတွက်ဝယ်ရမယ့် fee percentage ကနည်းနည်းလေးများသွားမယ်ဗျာဟိုပုံမှန်ဥမာ59ဆိုရင်59နဲ့မရတော့ဘဲနဲ့60 82ဒါမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ပြီးတော့ဒီမှာ first reward ဒါအရင်ရေးကြည့်တယ်ကျွန်တော်တို့ရဲ့ funded state မှာ funded ရပြီလို့ကျွန်တော် profit ရအောင် trade ပြီးပြီဆိုရင်ပထမဦးဆုံး reward ကိုဘယ်လောက်ဒီသူတို့သတ်မှတ်ထားတယ်ဒီမှာ21ရက်ဆိုပြီးတော့သတ်မှတ်ထားတယ်အဲဒီ21ရက်ကြာတော့မှကိုပါနဲ့ကိုဒေါ်လာ1000ပဲမြင့်မြတ်2000ပဲမြင့်မြတ်3000ပဲမြင့်မြတ်ပေါ့နော်သူတို့က21ရက်ကြာမှထုတ်လို့ရမယ်ဟို percentage ဘယ်လောက်ရမှထုတ်လို့ရမယ်ဆိုပြီးသူတို့သတ်မှတ်ထားတာမရှိဘူး percentage ဘယ်လောက်ပဲရ21ရက်ပြည့်ပြီဆိုတာ ਨੇ first trade ပေါ့နော်သူက first trade ကနေအမြဲတမ်း count down လုပ်တယ်ကိုက order first order ကို click လုပ်လိုက်ပြီး order တင်လိုက်ပြီဆိုတာ ਨੇ အဲ့ချိန်ကနေစပြီးတော့21ရက်ဆိုပြီး count down လုပ်တာဆိုတော့အဲ့လိုပြည့်သွားပြီဆိုရင်ကျွန်တော်တို့ထုတ်လို့ရပြီကျွန်တော်သိရသလောက်ဒီ funded net ကပေါ့နော်သူထုတ်ပြီးတဲ့payout time ကကိုထုတ်မဲ့ရက်မှာဆို24 hour guarantee ရှိတယ်ဗျ24 hour ကျော်သွားလို့ရှိရင်သူတို့ဘက်ကဒေါ်လာပြန်ရောတာမျိုးအဲ့လိုမျိုးရှိတယ်ဒါလေးကတော့ကောင်းတဲ့အချက်ပေါ့နော်ဆိုတော့ဒါ step 2 step 1တစ်ချက်ကြည့်အောင် step 1မှာဆိုရင်သူကနည်းနည်းလေးဈေးပိုများသွားမယ်ဗျဆိုတော့ဒီကောင်လည်းအဲ့လိုပဲ 50% performance reward ပေးထားတယ်$6000ကိုဒီကောင်က$65
step 2နှစ်ဆင့်ဖြည့်ရတဲ့ဟာကြတော့$59ပဲရှိတယ်ဒီကောင်နည်းနည်းလေးပိုများသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာလဲဟိုကနဲ့ step 2နဲ့2 step နဲ့မတူတာဘာလဲဆိုတော့ဒီမှာက profit target phase 1တစ်ခုတည်းဖြည့်ရတဲ့အတွက်10%ရှောင်သွားပေးရတယ်ဆိုတော့ overall loss ကဒီအားလဲအဲ့လိုပဲဒီမှာကတခုတတိထားမှာ overall loss ဒီ trailing လိုက်တာရှိတယ် trailing လိုက်တယ်ဆိုတာဥမာထားပါတော့ကိုကဒေါ်လာ3သိန်းအကောက်ကိုဖြည့်နေတယ်3သိန်းအကောက်မှာကိုက 6% grow သွားပြီပေါ့အကောက်က6% grow သွားပြီဆိုဒေါ်လာ6000 grow သွားပြီအဲ့အချိန်မှာကိုယ့်ရဲ့ဒီပြန်ပြီးတော့ဆင်းလို့မရတဲ့ဟာသူတို့က level ကဘယ်လောက်ထိတက်သွားဆိုတော့3သိန်းမှာ break even သွားထားလိုက်တယ်အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကိုရီးယားtrade လိုက်လို့ 6% မြတ်တယ်ဒေါ်လာ6000မြတ်သွားတယ်ဒါပေမဲ့အဲ့ဒေါ်လာ6000ကနေကုန်ပြီးတော့ပေါ့နော်ဒီဒေါ်လာ3သိန်းတန်းပြန်ရောက်သွားတယ်ဆိုရင်တော့ကိုစစချင်း trading step balance ပေါ့နော်အဲ့ဒီကိုပြန်ရောက်သွားဆိုရင်တော့ကျွန်တော်ဆောင်းမွဲကိုပြန်ကျသွားတာရှိတယ်another ဒီ final state မှာဆိုလေအကောက်ပြန်သိမ်းသွားတာရှိတယ်ဒါကတော့ဟိုသူတို့ရဲ့တတ်မှတ်တဲ့စီးမင်းတွေပေါ့ဗျာဒါကတော့ကိုယ့်အကိုကြီးချက်ပြီးတော့ဆင်ခြင်ကြပေါ့ဆိုတော့ဒီက daily loss ကဒါနေသွားပြီ 3% ပဲရှိတယ်okay ပြီးတော့ new trading အကုန်လုံး allowance ပဲအဆင်ပြေတယ်ပြီးတော့ profit separate 95% minimum trading day ဒါ2 days ပေါ့နော်ပြီးတော့ first reward တွေကောင်5 day နဲ့ရတယ်ဒါဆိုရင်ကျွန်တော်မြန်မြန်ထုတ်လို့ရတာပေါ့နော်ဟိုအမြဲတမ်းဘယ်လိုခေါ်မလဲအကြာကြီးစောက်เสียမလို့တော့ clubber တွေဆိုရင်ဘယ်လိုခေါ်မလဲတို့မြန်မြန်ထုတ်ချတယ်ဗျာဒါကတော့ plan type တစ်မျိုးပေါ့ဒါတော့ use data like ဆိုဒီကောင်ကတော့ကျွန်တော်ဒီကောင်နှစ်ဆင့်ပဲဒါပေမဲ့ဟိုဟာနဲ့မတူတာဒီကောင်ဈေးသက်တာတယ်ပြီးတော့အကောက် site လေးရတယ်နည်းနည်းသူတို့ adjust လုပ်ထားတယ်ဒေါ်လာဒါဆိုရင်32ပဲရှိမယ်နော်ပြီးတော့ profit phase 1အတွက်ရှာပေးရမှာဒီ 8% phase 2အတွက်ဒီ 4% ပြီးတော့ဒီကောင်ကဘာလို့ဈေးနေသွားတာလဲဆိုတော့ဟိုဟာနဲ့မတူတာဒီမှာ draw down ပေါ့နော် overall draw down က 8% ပဲပေးတယ်ဒီ stellar 2 step ဆိုရင်ဒီကောင် 10% ပေးတယ်ပြီးတော့ minimum drawdown minimum daily loss ပေါ့နော် 4% ပေးတယ်ကျန်တာတော့တူတူပါပဲ withdraw လဲ21ရက်လောက်မှထုတ်လို့ရတယ်ဆိုတော့ဒါဒီ final days okay E8 တစ်ချက်ကြည့်ရအောင် E8 မှာဆိုရင်သူက2မျိုးပေါ့နော်ဒီ forex and future 2မျိုးရှိရ future trader တွေလည်းဝယ်လို့ရတယ်အဲ့မဲ့တော့ကျွန်တော်တော့တိတ်ပြီး recommend မပေးဘူးဗျဆိုတော့ future ကြောင့်နည်းနည်း complex ဖြစ်တယ် professional person နဲ့Tuesday ဝယ်ရတဲ့ဟာတွေလည်းစီတော့မြောက်တယ်ပေါ့နော် okay ဆိုတော့ step 1 step 2 step 3ဆိုတော့ဒီမှာ trial စမ်းကြည့်ခြင်းလဲ9% တပြားမှမကုန်မဲနဲ့ front deck ကိုဘယ်လိုမျိုးအောင်ဖြည့်ရမလဲအလေးချင်းလှုပ်ချင်တယ်ဆိုရင်ဒီမှာ trial ဖြည့်လို့ရတယ်ဒါကတော့ EA ရဲ့အသာချက်လေးဆိုတော့ step 1ဆိုရင် EA ဒီ account type ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ trading platform မှာဆိုရင် match trade ရှိမယ် C trader ရှိမယ် EA ရဲ့ demo trade logger ပညာရှိမှာပေါ့ဆိုတော့ choose your balance ဆိုရင်9000ကနေအနည်းဆုံးဖြည့်စဖြည့်လို့ရတယ်ဘယ်ထိရလဲဆိုတော့ wow ဒေါ်လာ9သိန်းထိရတယ်ဒေါ်လာ9သိန်းဒါသူတို့ discount ရှိလို့ရှိရင် discount နဲ့ကြုံရင်ဒီမှာ discount ထည့်လိုက်တယ်တော့တော့မကြတော့အခုကတော့ဒေါ်လာ1998ဆိုတော့ကျွန်တော်လွှဲကပညာရင်းနဲ့ဆိုရင်ဒေါ်လာ2000ဆွန်းလောက်တော့သွားကြမယ်ပေါ့နော်ဆိုတော့ဒီမှာလည်းထပ်ရွေးလို့ရတယ် choose your drawdown ဘယ်လောက်ထိယူမလဲ10% ပဲလားဒါတော့ standard လို့လည်းပြောလို့ရပါတယ်ဆိုတော့10% လို့ okay ပါတယ်ဆိုတော့ 14% ဒီလိုမျိုးတိုးယူမယ်ဆိုရင်ဒီပေးရမယ့် amount တွေကပို့ပြီးတော့များသွားမယ်ပြီးတော့ choose your payout share 100% ထိယူလို့ရတယ်အဲ့တော့ very very good ပဲနော်တကယ်ဟိုဘယ်လိုခေါ်မလဲကိုကရှေးဒီ account တစ်ခုကို try မယ်ရေရှည်ပဲဒီ account လေးနဲ့အစိမ့်ငိမ့်နေမယ်လို့သတ်မှတ်ထားတယ်ဆိုလို့ရှိရင်เนาะဒီလိုမျိုးလုံးဝ maximum အကုန်ယူလိုက်တာဒီအကောင်းဆုံးပဲနောက်တစ်ခုဒီမှာထပ်ပြီးတော့ attach လုပ်လို့ရတယ် swap free account ဆိုတာထပ်ရှိတယ်ဗျเนาะအဲ့ဒါဆိုရင်ဒေါ်လာ4900ကျော်ဆိုရင်เนาะမြန်မာငွေနဲ့တွက်ရင်ထားပါတော့4900 5000ထားပါတော့300ဝန်းကျင်လောက်မှရှိတယ် okay ဆိုတော့ဒါကတော့ E8 ပါ step 2လေးတစ်ချက်ကြည့်ကြည့်အောင်ဆိုတော့ဒီမှာဆိုရင် virtual market ဒီ platform ကတော့အတူတူပဲကိုကြိုက်တဲ့ platform ရွေးလို့ရတယ်အကောက် site ကဒီကောင်က2 step ဆိုရင်ဒေါ်လာ2သိန်းထိအများဆုံးသူတို့ပေးထားတယ်ပေါ့နော်ပြီးတော့ဒီမှာ choose your trading condition ဒီကောင်ကဘာပြောရလဲဆိုတော့ no commission တခုอ่ะပေါ့နော်နောက်တစ်ခုက raw spread ဆိုရင်ကျွန်တော် spread ကအရန်ကြီးတော့သူတို့
မများတော့ဘူးများသောအားဖြင့်ပုံမှန်အဆင်ပြေတဲ့ broker တကယ်ကို flexible ဖြစ်တဲ့ broker ဆိုရင် spread က 0.9 0.6 အလောက်မှရှိတယ်ပေါ့နော်no commission ယူလိုက်တော့ကျွန်တော်ထင်ပါတယ်ဒီ1 bit နီးလောက်တော့ရှိလောက်တယ်ဆိုတော့ကျွန်တော် EA မှာတော့မဝယ်ဘူးသေးဘူးဒီမှာ draw down limit ကိုလည်းကိုcustomize လုပ်လို့ရတယ်ပေါ့နော်2 step 3 step ကတော့ဒါဘာကွာသွားလဲဆိုတော့3ဆင့်ဖြည့်ရမယ်ဗျာအချိန်တော့တော်တော်လိုတယ်ဒါပေမဲ့ဈေးတော့တအားတက်တာပါမယ်ဒေါ်လာတစ်သိန်းအောင်မှာ$444ပဲရှိတယ် okay ဆိုတော့နောက်တစ်ခုဒီ think capital ကဒီသူ့မှာဘာအားသာချက်လဲဆိုတော့နောက်ခံသူက broker ကြီးဗျအဲ့နောက်ခံ broker ကြီးမှာသူကထပ်ပြီးတော့ဒီ profile အနေနဲ့သူကထပ်ပြီးတော့ update လုပ်လိုက်တာပြောမှဆိုရင်တခြားဟာတွေထက်ဆိုင်တော့ပိုပြီးခိုင်မာမယ်လို့တော့ကျွန်တော်ထင်တယ်challenge type မှာသူက3မျိုး lightning ရှိမယ် heuristic ရှိမယ်ဒါ nisus ရှိမယ်ထားပါတော့ထွက်မိုင်းနဲ့မှားလိုက်မယ်နော်ဆိုအကောက် balance 9000အစမယ်2သိန်းထိအများဆုံးနော်နှစ်ခု trading platform နှစ်ခုရွေးလို့ရတယ် platform 5 MetaTrader 5မှာရွေးမလားဒါမှမဟုတ် Think Trader Trading View မှာရွေးမလား payment တွေကတော့ဒါကျွန်တော်နောက်ပိုင်းအချိန်ရတယ်လို့ထပ်လုပ်ပေးမယ်ဆိုတော့ payment ဘယ်လိုခြေရလဲဘယ်လိုမျိုးလွှဲပြောင်းလုပ်ရလဲပေါ့နော် okay ဆိုတော့ Alpha Capital Group မှာဆိုရင်ပုံမှန်အဖြစ်ဒီက3ခုသူတို့ step ဘယ်နှခုဝင်ဖြည့်မလဲအဲ့ဒီဟာရွေးလို့ရတယ်ဒီမှာကျတော့2ဆင့်ပဲလားမသိဘူးသူတို့ standard လောက်ထားတာဒီမှာလည်း3ခုပဲဆိုတော့ဒီဟာလေးကိုမဝယ်ခင်ပေါ့နော်တေချာလေးစာလေးတေချာဖတ်ပါပြီးတော့အဓိကသတိထားမှာကျွန်တော်တို့ဒီ country နေရာမှာပေါ့နော်ကိုဝယ်မဲ့ fan ကိုတေချာမေးပါမြန်မာ trader တွေအနေနဲ့ဝယ်လို့ရလားမင်းတို့ KYC ပေးလားအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကဝယ်လိုက်တယ်ဘာမှKYC အတွက်လည်းကြိုပြီးတော့မစင်းစားဘဲနဲ့ဝယ်လိုက်တယ်ဖြေလိုက်တယ်အောင်သွားတယ်ဆိုရင်အဲ့မှာအသေးစားကွဲလိမ့်မယ်ဆိုတော့မြန်မာ trader တွေကိုပေးပြီးတော့မှသူတို့verify မပေးဘူးဆိုရင်အဲ့မှာတိုင်ပတ်ကုန်ပြီเนาะဆိုတော့ဒီမှာဆို Thailand ဒါကျွန်တော် Thai မှာရောက်နေတဲ့အတွက်ကြောင့် Thailand ဆိုပြီးသူက auto ပေါ်နေတာ okay အဲ့ဟာလေးတခုတော့သတိထားပါဆိုတော့ Alpha Capital Group ကလည်း3ဆင့်ရှိပါတယ် step 1 step 2 step 3 okay ပြီးတော့ account type က step 3မှာဆို Alpha 3ပေါ့ဒါတော့ကိုရွေးချယ်မဲ့ပုံနဲ့မူတည်တယ်ဒေါ်လာ9000နဲ့စား2သိန်းဒါတော့အများတန်းတူတူလောက်ပဲအကုန်လုံးอ่ะ platform 3ခုရတယ်ဒီမှာ MetaTrader 5 CTrader DH Trade เนาะပြီးတော့ payment method ဒီကောင်နဲ့ပေးမလားဒါမှမဟုတ် coin payment နဲ့ပေးမလားဒါမှမဟုတ် Visa တွေ Mastercard တွေအဲ့နဲ့ပေးမလားပေါ့เนาะအဲ့လိုမျိုးပေးလို့ရတယ် okay ပါဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာကတော့ဒီကောင်လေးပေါ့ The Funnel Trader အသေးအရင်ခွဲတယ်အချိန်ချင်းခွဲတယ်ကျွန်တော်ကလည်းဒီကောင်ကိုဒီနာကျင်အောင်လုပ်တဲ့သူမှာပိုချစ်နေတယ်လို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီကောင်က2024 3လပိုင်း4လပိုင်းလောက်မှာဒီကောင် shut down ဖြစ်သွားတယ် shut down ဖြစ်သွားပြီးတော့မှအခုပြန်ပေါ်လာတာလပိုင်းပဲပြန်ရှိသေးတယ်ပေါ့နော်ဆိုတော့အဲ့တုန်းကကျွန်တော်ဝယ်ထားတဲ့အကောင့်တွေအကုန်လုံးဒီသူတို့ shut down ဖြစ်တဲ့တဲမှာတစ်ခါတည်းပါသွားတယ်ပြီးတော့မှသူတို့ကပြန်ပြီးတော့percentage တစ်ခုအနေနဲ့စောက်ပြီးတော့ဘယ်လောက် percent အရင်ထုတ်ပေးတယ်နောက်ဘယ်လောက် percent အရင်ထုတ်ပေးအဲ့မှာကျွန်တော်အကောင့်သွားပြန် down လိုက်တော့အကောင့်ပြန်ရလာတယ်ဆိုတော့ကျွန်တော်ဝယ်တာ2သိန်းအကောင့်2သိန်းကောက်ပြန်ရတော့ဒေါ်လာ9004ကောက်ဖြစ်သွားတယ်ဆိုတော့9004ကောက်ကျွန်တော်ပြန်ဖြေရတာပေါ့နော်အဲ့တော့2သိန်းကောက်တာပြန်ရလို့ရှိရင်2သိန်းတစ်ခါတည်းဖြေတစ်ခါတည်းပြီးတာပေါ့အခုကအဲ့လိုမဟုတ်ဘဲနဲ့9004ကောက်ကျွန်တော်ခွဲဖြေလိုက်ရတယ်အဲ့ရနေမှာဘာထက်အသေးခွဲခံလိုက်ရလဲဆိုတော့ကျွန်တော်ကတော့ပုံမှန်ဖြေနေကြတိုင်းပဲဖြေတာပေါ့ဗျာအဲ့ဒါအောင်သွားပြီးတော့ okay withdraw ထုတ်မယ်ဆိုတဲ့အဆင့်ရောက်တော့မှဆရာကြီးကအဲ့လိုအကွက်ထားပြလဲဆိုတော့ပထမအဆုံး first payment ကို 15% ပဲသူတို့ပေးနိုင်မယ်ဆိုပြီးတော့announcement လုပ်လာတယ်ဆိုတော့ Angelos ကပေါ့နော်ဒီ DFDS CEO အဲ့ပုံမှာကျွန်တော်အရန်စဉ်းစားသွားတယ်ဒီလိုမျိုးပုံစံကဒီ industry တစ်ခုလုံးမှာဒါပထမဆုံးကျွန်တော်တွေ့ဘူးတာပဲအရင်ကဘယ်မှာမှဗျာဒီ 15% ဆိုတာကြီးကကျွန်တော်မတွေ့ဘူးကြားလည်းမကြားခဲ့ဘူးအနည်းဆုံးမပေးဘူးဆိုရင်တော့ဗျာ80ပေးတယ်ဗျာလုံးဝ
မကောင်းပါဘူးဆိုတဲ့ဟာတော့75လောက်ထိကိုရအောင်တင်ထားတာရှိတယ်သူတို့ပေးရောက်ကိုပေါ့နော်အခုက 15% ဆိုတော့လုံးဝဘူးရှိအတိတ်ပဲလုံးဝမရှိတော့အခုကျွန်တော်အဲ့ဒီ announcement ထုတ်တဲ့နေ့မှာပဲကျွန်တော်တခါတည်းအဲ့ contract ကိုတခါတည်းဖြတ်တောက်လိုက်တယ်ဆိုတော့ဒါကတော့ကိုမာနာပဲပေါ့နော်ဒီလောက်အချိန်ပေးရတယ်ဒီလောက်ထိကိုမှစူးစမ်းပြီးလှုပ်ထားရတယ်ဆိုတဲ့အနေထားမှာသူတို့ကဒီလိုမျိုးဆက်ဆံနေဆိုတော့ဒါမသိတော့ဘူးဗျာကျွန်တော်lemon 12တဲ့ထဲမှာပါတယ်ဒါကြောင့်ဒါဒီထဲမှာဘာလို့ကျွန်တော်ထည့်ပြီးပြောလဲဆိုတော့ဒီဟာကို newbie trader တွေဒီအခုမှစဝယ်မဲ့ trader တွေအနေနဲ့ဝယ်မိမှာဆိုလို့ပေါ့နော်သူတို့ရဲ့ marketing ကတော့အရင်ကောင်းတယ်သူတို့ပြောတာ99% pay out ပြီးတော့ဘယ်လောက်% discount ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကြည့်ကြည့်အောင်တစ်ချက်လောက်ဝေဖန်ရအောင်ကျွန်တော်တို့ Riot Bro ဆိုတာအရင်ကသူတို့ Riot ကိုမှဒီပြန်ပြီးတော့ relaunch လုပ်လာတဲ့အချိန်မှာအဆင့်ထပ်မြင်ထားတဲ့ဟာเนาะအဲ့ဒီဟာဒီဒေါ်လာ2သိန်းထိရှာမယ်ဒီမှာသူတို့ bla 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 ဗျာ3000ကျော်ပါညာအဲ့ဒီဟာကို discount ကိုရိုက်ထည့်လိုက် discount က 90% discount လုပ်ပေးတာအဲ့ဒါရိုက်ထည့်လိုက်လို့ရှိရင် maybe ဘယ်လောက်မှတော့မရှိတော့ဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ဗျာအဓိကကျွန်တော်တို့လိုချင်တာဒီကျော်ကဒီပေါ်မှာ ion site တာမဟုတ်ဘူးဒီဟာအမောက်ဘယ်လောက်ပဲဖြစ်နေပြီကျွန်တော်တို့မကြောက်ကျွန်တော်ဖြည့်ရဲတယ်အဓိကကဘာလဲဒီ pay out ထုတ်တဲ့အချိန်မှာတိုင်ပတ်မှာကျွန်တော်အရင်ကြောက်TFT မှာတော့ကျွန်တော် pay out တွေရဘူးတယ်အဲ့တုန်းကတော့ပေါ့နော်သူတို့ကောင်းနေတော့ကတော့အဆင်ပြေတယ်အခုအချိန်မှာတော့ဘလို့မှတော့ကျွန်တော်ပြန်လက်တွဲဖို့အစီအစဉ်မရှိသေးဘူးစောင့်ကြည့်လိုက်အောင်မယ်နောက်ထပ်6လတစ်နှစ်လောက်ကျွန်တော် stable ဖြစ်ပြီဆိုတော့မှပြန်ဝယ်ပြီးဖြည့်မယ်ဆိုတော့ဒါဒီမှာ Riot Bro ရှိမယ် K9 Bro ရှိမယ်ဒါတွေအကုန်လုံးဒီဟာနှစ်ခုလုံးသူတို့ကထပ်ပြီး upgrade လုပ်ထားတာDragon ရှိမယ် Dragon ဒီ3ဆင့်ဖြည့်ရတယ်ပြီးတော့ဒီမှာ platform က3မျိုး platform 5ရှိမယ် C trader ရှိမယ် mass rate trading view ဒါလေးရှိမယ်ဒါကတော့ provider Vokish market ရယ် Tharas ရယ်ဒါကျွန်တော်ကတော့ဒီ Tharas မှာ trade တယ်spread တွေဘာတွေကကျွန်တော်မကြိုက်ဘူးတော်တော်များတယ်ပြီးတော့တင်းချိန်ဆိုရင်အဲ့ဒီ spread နဲ့သူတို့လှုပ်ရှားသွားတဲ့အကွက်တွေရှိရပေါ့နော်အဲ့ဒီ broker provider တွေကဆိုတော့ okay ဆိုတော့ဒါနောက်ဒီဟာတော့ကျွန်တော်နောက်ပိုင်းမှာဒီ trader connect ဆိုတဲ့ဟာလေးကိုရှင်းပြမယ်ဒါကိုက fan challenge တွေအများကြီးယူပြီးဖြည့်ပြီးကိုမှလည်း fan tag account အများကြီးတစ်ခုထပ်ပို့ပြီးတော့ရှိနေပြီဆိုရင်အဲ့ဒီဟာတွေအကုန်လုံး link ချိန်ပြီးတော့ကျွန်တော်တို့ master account တစ်ခုကနေပဲ order ဝင်လိုက်တဲ့ channel account တွေအကုန်လုံးမှာ order ပွင့်သွားတာပေါ့နော်ပိတ်တဲ့ခါရင်လည်းအဲ့လိုပဲတစ်ခုမှပိတ်လိုက်တာနဲ့ channel အကုန်လုံးမှာပိတ်သွားတာဆိုတော့အဲ့လိုမျိုးပါဆိုတော့နောက်ပိုင်းဒီ rice pay လေးရလဲဒါ trader တွေအနေနဲ့ဖွင့်ထားတဲ့တယ်လို့တော့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့တချို့ fan တွေကကြတော့withdraw ထုတ်ပေးလို့ရှိရင်အမောက်များသွားလို့ရှိရင်ပေါ့နော်ကျွန်တော် Binance တို့ပါလို့ crypto တွေနဲ့ထုတ်မရတော့ဘဲနဲ့အဲ့ဒီ rice pay ကိုသူတို့အရင်လွှဲပြီးတော့မှကျွန်တော်အဲ့ရနေ withdraw ပြန်ထုတ်ရတာပေါ့နော် crypto တစ်ခုအနေနဲ့ okay ဒီနေ့ကတော့ဒါကျွန်တော်ပြောခဲ့တာfan challenge လေးတွေကိုဘယ်လိုမျိုးဒီပိုင်းရပေါ့နော်ဘယ်လိုမျိုးဝယ်ရမလဲရယ်ကိုယ့်အကိုချင်းချိန်များပြောမဆိုရင်တခုဝယ်တော့မယ်ဆိုရင် analysis လုပ်နောက်တစ်ခုနဲ့ထပ်ချိန်ကြည့်ပြီးတော့သူ့ရဲ့ history ကိုစုံစမ်းဒီ pay out တကယ်ထုတ်ပေးတာလားပြီးတော့ review တွေလိုက်ကြည့်ဒါတွေကကျွန်တော်တို့အတွက်အသက်တွေပဲကျွန်တော်အောင်သွားပြီးတော့မှအဲ့လိုကျွန်တော်တိုင်ပတ်ခဲ့တယ်လို့ပေါ့နော်pay out percentage ကဒီလောက်ပဲရမယ်လို့ဟိုလောက်ပဲရမယ်လို့ဆိုလူပင်မန်းနေဗျာလူပင်မန်းနေအချိန်ကုန်နေမတန်ဘူးဗျာစူးစမ်းရတာဆိုတော့ဒါလေးရှိတယ် okay နောက်ကြရင်ကျွန်တော်ဒီထဲမှာကတော့အချိန်ဗီဒီယိုကြာသွားမှာဆိုလို့ပေါ့နော်ဒီ trade idea တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တခြားလေးပြင်ဆင်ပြီးတော့မှပြောပြတော့မယ်မြင်ပြောလိုက်ပြီးတော့မှဘာတစ်ခုမှနားမလည်လိုက်ရင်မကောင်းပါဆိုလို့ပေါ့ဆိုတော့ okay ကျွန်တော်အခုဒီဗီဒီယိုလေးကို YouTube မှာရော Facebook မှာရောကျွန်တော်တင်ထားမယ်ကျွန်တော်ရဲ့ Telegram group လေးကိုလည်းကျွန်တော်အောက်က description လေးမှာကျွန်တော်ထည့်ထားပေးမယ်အကုန်လုံး free လာပြီးတော့ဒါမှဆွေးနွေးလို့ရပါတယ်အခါချင်းငွေဘာတစ်ခုမှပေးစရာမလိုပါဘူးဆိုတော့ဒါကျွန်တော်ရဲ့ community လေးစပြီးတော့ပြိုးထောင်နေတာဖြစ်တဲ့အတွက်ပေါ့နော်အားလုံးကိုဖိတ်ခေါ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပြရစေအဆုံးထိကြည့်ပြတဲ့အတွက်တူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်